Hello bro မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဘောလုံးကင်းဆော့ပြတ်တယ်နိုင်တူကင်းရတော့ကျွန်တော်နောက်နေ့ကျရင်တင်ပေးမယ်ခုတော့ဘောလုံးကင်းလေးကြည့်ပါအောင်ကျွန်တော်ဘယ်အသင်းနေနောက်နေ့ကျရင် comment မှာမှတ်ကြည့်ပေးပါဘယ်အသင်းနေဘယ်လိုကမ်းရမလဲဘာအသင်းနေကမ်းရမလဲဆိုတော့မှတ်သိခဲ့ရကြအောင်เนาะကဲစကြအောင်အားလုံးမကြည့်ထားเนาะကျွန်တော်ဘယ်လိုဇဆွဲရင်ပြရမလဲဆိုတာအားလုံးကြိုက်ဝါစေရမယ်ကျွန်တော်ဒီနေ့ကဲမြတ်သွားမယ့်အသင်းကတော့ပရိုတို့အကြိုက်ဘဖလာအသင်းပဲเนาะကျွန်တော်ရတဲ့အသင်းကဲမှာပေါ့ဒီကင်းလေးရတော့ဆောင်းပါမယ်ဒီစပင်းမှာကျွန်တော်ခေါင်းကတော့တိတ်မိုက်ကြိတ်တော့ quality မိုက်တယ်ဘေးကလည်းပါတယ်တောင်းမှမှာပရိုတို့ရေဒါလေးကတော့ဒါလေးနှိပ်ပါကျွန်တော်ကတော့ဒါလေးဆွနေရတော့ဒါလေးနှိပ်လို့တော့ဒါတော့ကျွန်တော်တို့ရတဲ့အသင်းလေးပေါ့နော်တော့ဘရာဇီးအသင်းကဘရာဇီးနဲ့တော့ United States ပေါ့ United States ကမှာဖြစ်ပါလေကဲစရကြအောင်ပေါ့နော်တော့မိုက်တယ်ဗျာဘာလို့ဘလိုလိုနောက်နေ့ညဆော့ကြရင်တော့ပြောလို့ကျွန်တော်ကျွန်တော်ကိုကဘလိုလိုလက်ကြည့်တော့တခုပုံပြီးပေါ့နော် GTA ဒီနေ့ဆော့လို့ရတယ်နီးတယ်ကျွန်တော်တို့ကောက်မှာမှန်ပြီးခင်ဗျာကျွန်တော်ဟိုလေချက်တော့ဘာညာတရကားလေးကိုမရလို့ပေါ့နော်တို့အားစင် GTA လာရလို့တို့ကျွန်တော် quality ကောင်းကောင်းနဲ့ဖွင့်မယ်ကျွန်တော်ပြောတာရှိသေးတယ်ပေါ့နော်ကျွန်တော်ကို subscribe လဲလို့ဗျာ90တော့မဟုတ်100ပြည့်နေရင်တို့ကျွန်တော်ကတ်ဆမ်းမဲ့ဖောက်နေပြောရမှာကျွန်တော်လည်း subscribe လုပ်ခဲ့ပြီနော်ကျွန်တော်ကအမှားဖုံးပြီးတယောက်ကိုထောင်စီလိုက်ထည့်ပေးမှာပေါ့နော်ကျွန်တော်တကယ်ပြောတာပါကျွန်တော်လည်းနားမဟုတ်ပါဘူးကျွန်တော်တက်နိုင်သလားကျွန်တော်လိုက်ထည့်ပေးမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ကိုလည်း subscribe လို့ပတ်သက်ပြင်းပြရအောင် like ကလေးလည်းပေးရပါအောင်ပေါ့နော်ဘလို့တို့နော်ကဲကျွန်တော်အားလေးပြကြည့်ပါမယ်အဲ့လေကျွန်တော်ဘလို့တို့ကဲဆိုရင်ကျွန်တော်ဘောလုံးလေးလို့စတယ်အဲ့မှာပဲဗီးနဲ့ဂျင်းနေရပြီပါဒီအဲ့မှာနောက်ထပ်မပေးလိုက်တယ်ကဲအမှာပဲရပါချာညပေးလိုက်တယ်အမှာပဲရပါချာတိုက်မိသွားတယ်ကတော့မတော်မဆဖြစ်တာပေါ့ဖြစ်တယ်နည်းမှာယူဖို့ဆုံးပြလိုက်တယ်ကဲဆိုရင်တော့ဖြင့်အမှာညလူလည်းဒါပဲမဲ့လဲဘာလဲကနေကောင်းနေကျွန်တော်သိနေရသေးတယ်နော်ဟာမျိုးချားရအောင်တင်ကြအောင်နော်ဟိုဘက်ကတော့ရတော့အမတကူတိုက်စစ်စစ်ပြီးကိုပါဘူးကျောင်းဘုန်းသမားဆောင်းရင်ကောင်းတော့ကဲဘရိုတော့အမလာလာโอเคယောအမပဲတကွက်ပြပါရွှေဖြဲပါလေအမချက်ဒီကောင်ကျော်တိုက်ရှင်နေရပြီကျေးဇူးပဲရောအမဟာသွားပါကွာသွားပြီနှမျောစရာကြီးဟာနှမျောစရာကြီးရောကိုတိုက်စစ်စင်မို့တော့ပြင်ဆင်ထားတယ်ပဲဆိုရင်ဖြစ်ပေါ့နော်ဒီကောင်လေးကနည်းကျန်းနေကြကျွန်တော်တော့မနိုင်ဘူးတိတ်ပြီးရရင်တော့ကျွန်တော်နိုင်တယ်စလာတဲ့အခြေအုပ်ကြီးတွေဟိုဘက်ကရင်စားတာဆိုကျွန်တော်တို့ကရှုံးပါမယ်50ရာခိုင်နှုန်းတော့ရှိရနိုင်ပါ50ရာခိုင်နှုန်း50ဒီရှိတယ်တို့ပေမဲ့လဲအမပိုင်ကလိုက်တဲ့ဆိုရင်ဖြင့်ကိုသမားကမိသွားတယ် sorry ပါဘရိုကျွန်တော်တခြားကမ်းပြမယ်ဘရာဇီးဖိုင်နေရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးဝင်ခဲ့ပေါ့နော် comment မှာမန်ငယ်နောက်နေ့ညရင်ကျွန်တော်ဘာသိနေဆော့ရမလဲနိုင်လိုဂိမ်းဆော့လို့ရရင်နိုင်လိုဂိမ်းတွေဆော့ပြမယ်သူ့ရဲ့ app ဘူးလို့ဂိမ်းတွေလည်းဆော့ပြရင်ဆော့ပြမယ်ကျွန်တော်လည်းပတ်သက်လေးရအောင်လို့ကူညီပေးကြအောင်ဘရိုတို့အကြိုက်ကျွန်တော်ဂိမ်းတစ်ဆက်တီးတင်းပေးမယ်သလားဖုန်းမိလည်းကျွန်တော်ထည့်ပေးမယ်ဘန်နန်လေးတွေအဲ့လိုတို့အားဆိုရင်ကျွန်တော်နော် subscribe like and subscribe ရလုပ်ခဲ့ပြီဒါမှမဟုတ်ဟို VPN လေးနဲ့လည်းခန်းကြည့်ပေးဗျVPN မခန်းကြည့်နိုင်တဲ့လူတွေကတော့အဆင်မပြေတဲ့လူတွေက like and share လေးပဲလုပ်ခဲ့like and subscribe လည်းလုပ်ခဲ့ပေါ့နော်ဒါမှမဟုတ် share လေးလည်းလုပ်ရင်တော့ဘိုးကောင်းလာပေါ့ပြောမယ်နော်ဟိုလေကျွန်တော်ရဲ့ app viewer လေးပေါ့နော် viewer လေးကိုတက်အောင်လည်းဘရိုတွေဆွမ်းဆောင်ပေးကြပါအောင်ပေါ့နော်ကျွန်တော်ဒီမှာ view တက်အောင်လို့ကျွန်တော်ဘရိုရဲ့တငယ်ချင်းကိုပြောလိုက်ပေါ့နော်ကျွန်တော်ဒီခါမှကိုမရသေးပါဘူးဒီမှာချိန်မှာ
ကျွန်တော်ရဲ့ FD ဗီဒီယိုလေးတွေကိုကြာရင်နောက်နေ့ညရင်လည်းကျွန်တော်တာတီအကြောင်းတွေတင်ပြီးမယ်လို့ဆုံးဖြတ်ထားတယ်တာတီစာအုပ်တွေတို့တင်ပြီးမှာပေါ့နော်ဒီချာလေးကျွန်တော်ဟိုပေါင်မြင်ရတော့တကယ်ချင်းတော့တိတ်မကြိုက်ကြတော့ဘူးနဲ့တူရတယ်အဲ့ဒါစိတ်ပြတ်ဖို့ကောင်းတယ်မလားတောင်းမှရတာမကောင်းရင်လည်းမကောင်းသလိုပဲကြည့်ပြကြပါဘူးဆိုတော့ကျွန်တော်ခုမှဗီဒီယိုစတင်တာဆိုတော့လေကျွန်တော်အရင်တော့ကျွန်တော်အကောက်ရှိတယ်ပေါ့ဘာဖြစ်လို့အဲအကောက်ကကျွန်တော်ရဲ့ဖုန်းအစ်ထဲကိုအဲဖုန်းအဟောင်းလေးတွေကိုပါသွားတာဗျအားကြောင့်ပူလို့တီးခံပြီးကြည့်ပေးကြပါကျွန်တော်ကခုမှဆက်တက်လာတဲ့လူဆိုပြီးကျွန်တော်မနှိမ့်ချပါနဲ့ပေါ့နော်အဲဒါကျွန်တော်ကိုစိတ်တင်နေစေပါဒါပေမဲ့ဒီပြောမယ်ပေါ့နော်အဲ့ဒီကျွန်တော်အရင်လို့မလုပ်ပါနဲ့ကျွန်တော်ဝေးပဲပုတ်ချရေးရင်လို့ပြောပါနဲ့ဆဲနေဆဲပါကျွန်တော်ရပါတယ်ခွင့်ပြပါတယ်ဒါပေမဲ့လည်းမင်းကပြောပါနဲ့ရတယ်အဲ့ဒီပြောမလို့ရတယ်အဲ့ပရိုလို့ကျွန်တော်ဒီခုလိုပြောပါမယ်နော်ကျွန်တော်ကိုအဲ့လိုရောတော်ညာလေပရိုလို့ကိုကျွန်တော်ဆက်ချင်နေပါပါအကြောင်းပရိုလို့ကျွန်တော်ဆက်ချင်နေတာနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကဲဒါလေးပဲပြောကြအောင်ကဲဆက်ရအောင်ဟာကွာငါတို့မပြရသေးဘူးတဘိုးလောက်1စီးလောက်ဆိုကျင်းတတ်တယ် knocks it towards to the front 1စီးလောက်ဆိုကျင်းတတ်တယ်ကွာ pushing it forward goal kick အာနည်းနည်းလွဲသွားပြီလို့ it would have made a ဒါ difference မှကူရမှာကျွန်တော်တေချာလောက်ဝင်မှာပေါ့ launching it long တေချာလေးပေါ့နော်ကောင်းကောင်းလေးအမဆွဲထားတယ်ဆိုရင်တော့ဖြစ်နေ nice တယ် through ball ဘာကောင်းနေတော့ဘလို့ဒီတစ်ခါမှတော့ကျွန်တော်တကုန်းမှမရတော့ဘူးလို့ကျွန်တော်စိတ်နေထင်းနေတယ်ဘလို့ golden opportunity အမေကျွန်တော်ရအောင်တွေးမြမကြည့်ထားတာရော့သွားပါပြီဟိုးဝေးပိတ်ကန်ထားတယ်ဟောနေအရင်တော့တကိုးလောက်တော့လူချင်းနေဗျာနော်ဝတော့မဟုတ်ဘူးလို့ with that throw in ခင်းဆုံးနေ heavy shot ကိုဒါပဲဘလို့ဘေးကခုနကျွန်တော် sorry ဒါလေးပါတော့ sorry နော်ဘလို့တို့ sorry နော်ကျွန်တော် sorry ကျွန်တော်နည်းနည်းအတန်နည်းနည်းဟိုဖြစ်ပါ sorry နော်ဘလို့ကျွန်တော်စိတ်တော့မဆိုးနဲ့နော်ဒီရတဲ့နေမှာတောင်းမှတေးတိခက်မိကြည့်ပေးကြပါကျွန်တော် view ဒီ view ကျွန်တော်100ပြည့်ကျွန်တော်ဒီပါအယောက်100ကျော်ကြည့်ဗျာအယောက်100မင်းပေါ်မှာအယောက်900ကျော်ကြည့်ရင်လည်းကြည့်လိုက်ကျွန်တော်မဲပါဝင်မယ်ကဲဆိုတော့ get the ball out of the way တို့ကဘေးကကျွန်တော်ဒီဝက်တန်နေပါရင် sorry နော်ဘို့ကျွန်တော်ကအခုဟိုမှာပေါ့အားကြောင့် sorry နော်အတန်နေဗျာနောက်နေ့ညရင်တော့နိုင်လို့ငင်းတင်မိမယ်လို့ပြောနေတာ real class နောက်နေ့ကျွန်တော်တို့ဘယ်သေးဆော့မယ်ဘို့မန်းခဲ့နော်မန်းခဲ့ကျွန်တော်တင်မိမယ်အသင်းနေရနာမည်တွေကျွန်တော်ကိုလည်း subscribe လုပ်တယ်ဘလိုတို့ကိုလည်း subscribe လိုက်လုပ်ပေးမယ်ဂိမ်းဆော့နေတဲ့ကျွန်တော်တို့လိုလည်းဒီဂိမ်းမာလေးတွေရှိရင်ဟိုင်းခဲ့ပါကျွန်တော် subscribe လုပ်ခဲ့ပေးမှာပဲဖြစ်ပါတယ် beautifully subscribe လုပ်ခဲ့ပေးမှာပဲဖြစ်ပါတယ်ပေါ့နော်ဟာလားကြောင့်ကျွန်တော်တို့ဂိမ်းမာလေးပိုင်းကျွန်တော်ဟိုင်းကျွန်တော် TikTok ကောက်တော့မရှိဘူး TikTok ကောက်တော့မရှိဘူးเนาะကျွန်တော် YouTube ကောက်တော့တက်ပဲတစ်ခုပဲတင်တာအခုကျွန်တော် TikTok ရပါဆိုသိအဆင်မပြေဘူးဆဲတဲ့ကောင်တွေပုံများတယ်ကျွန်တော် YouTube မှာပဲစိတ်ခင်တယ်ဘာဖြစ်စတာလားတော့တကယ်မရှိတာပါညမနော်ကဲဒီစတိန်မှာတော့ဆိုရင်ဖြစ်ဘရာဇီးအသင်းဟာတကိုးနယ်ပဲအနိုင်ရရှိသွားပါတယ်ထို့ကြောင့်ပြည်သက်များအောင်ကြွကြညံဘလောရိုက်နေကြပါတယ်ကဲအားလုံးဘိုင်ဘိုင်ပါ even though it was a